ဇလန်အစမှာစေဝါကုမ္ပဏီတစ်ခုစီမှထွက်ပြေးလာတဲ့ကောင်လေးတစ်ယောက်စမ်းသပ်မှုမအောင်မြင်လို့ဇွန်ဘီအဖြစ်ပြောင်းလဲသွားတာတွေ့ရတယ်တိတ်ဆိတ်တဲ့ရွာငယ်လေးစီရောက်လာချိန်ထူးဆန်းတာတစ်ခုဖြစ်ပေါ်လာပြီးရွာသားတွေကဇွန်ဘီဆိုတာဘာမှမသိကြလို့ဘယ်သူမှမကြောက်ကြတာပါအဲ့ဒီအချိန်ခွေးတစ်ကောင်လိုက်ဟောင်တာမို့ဇွန်ဘီကောင်လေးထွက်ပြေးရင်းအများသုံးအိမ်သားထဲဝင်ပုန်းသွားတယ်ခွေးဟောင်တန်ကြားလို့အေးလွင်ရောက်လာပြီးအခြေအနေစစ်ဆေးကြည့်တာပါဒီဇလန်ကအေးလွင်တို့မိသားစုအကြောင်းအဓိကထားရိုက်ကူးထားတာဖြစ်တယ်အေးလွင်အိမ်သားထဲဝင်သွားတာနဲ့ဇွန်ဘီကခေါင်းဆွဲဟပ်ပြီးပြေးထွက်သွားလို့အေးလွင်သွေးတွေအများကြီးထွက်ကျသွားရတဲ့တငယ်ချင်းတွေကလူနာတင်ကအမြန်ခေါ်ပေးလိုက်တာပါဇွန်ဘီကောင်လေးထွက်ပြေးရင်းအေးလွင်သမီးရှောင်းဝမ်နဲ့တက်တိုးမိသွားတာပါသွေးတွေပေးကြံကပုံစံမမှန်ပဲပြေးလာတာမြင်တော့ရှောင်းဝမ်ကလူဆိုးတစ်ယောက်ထင်သွားတယ်အများကြီးမတွေးပဲကန်ထုတ်တားဆီးလိုက်တာနဲ့နှစ်ယောက်သားအပြန်လန်လိုက်တန်းပြေးတန်းဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာအေးလွင်သားငယ်မိုးတီမျိုးမှအားလက်ရက်အလဲပြန်ရောက်လာပြီးတွေးပေနေတဲ့လူစီမအမဖြစ်သူထွက်ပြေးနေတာမြင်တာနဲ့သူပါလန့်ပြီးပြေးတော့တာပါပယံပတာကြားရှောင်းဝမ်အိမ်သားအနီးချော်လဲသွားကဇွန်ဘီရောက်လာတော့မဲဆဲမှာကုန်တင်ကားတစ်စီးရုတ်တရက်ဝင်တိုက်ပြီးလွှင့်စင်သွားစေတယ်ကားမောင်းလာသူကအေးလွင်သားကြီးကျွမျိုးဖြစ်ပြီးကောင်လေးတည်သွားပြီးထင်ကမင်သက်ထိတ်လန့်သွားတာပါဇွန်ဘီမန်ဘယ်သူမှမသိကြလို့ရဲဖမ်းမှာကြောက်လန့်နေခဲ့တယ်မထင်မှတ်ပဲဇွန်ဘီကောင်လေးချက်ချင်းပြန်ထကထွက်ပြေးသွားတာတွေ့လိုက်ရတယ်အဲ့ဒီနောက်ကျွမျိုးဇနီးရှောင်းမင်းကိုဝင်ရှိနေတာပြတ်တလာပြီးကျွမျိုးကအရန်ကယူးဆိုင်ပေးရတယ်လို့အနေအများတဲ့နောက်ခံအတိုင်းဝိုင်းမှာလာသူမို့ကြောက်ရွံ့နေရတာဖြစ်တယ်မကြမီအေးလွင်ဆေးရုံမှာအိမ်ပြန်ရောက်လာပြီးခေါင်းတန်ရအကြောင်းမိသားစုကမေးမြန်းကြခြင်းအဖြေရှာနေခဲ့တာကားပေါ်ထိုင်ရင်းစိတ်ပြက်လက်ပြက်ဒေါသထွက်နေခဲ့တယ်အဲ့ဒီအချိန်ဇွန်ဘီကောင်လေးအလိုက်ခံနေရဆဲဖြစ်ပြီးညရောက်တော့အေးလွင်တို့ကားကိုတောင်နဲ့ဝင်ပုန်းနေတာပါအဲ့ဒီအချိန်မှာပဲအေးလွင်တယောက်တည်းအတွေးနဲ့ချက်နေမိတယ်ငယ်စဉ်ကတည်းကဟာဝိုင်ရီသွားဖို့အိမ်မက်ရှိပေမဲ့ပတ်စံမရှိလို့ဘယ်တော့မှမသွားနိုင်ခဲ့တာပါခဏကြာတော့ရှောင်းဝမ်ကားကိုတောင်ဘက်မှထူးဆန်းတဲ့အတန်ကြားလို့သွားစစ်ကြည့်ချိန်ဇွန်ဘီမတ်တက်ရက်နေတာတွေ့လိုက်ရတယ်သမီးအတန်ကြားတာနဲ့အေးလွင်ရောက်လာပြီးဇွန်ဘီမြင်ချင်းမနက်ကကြိုက်သွားတဲ့သူမှန်တန်းတိလိုက်တာပါအေးလွင်ဒေါသထွက်ကဇွန်ဘီကိုအတောင်းလိုက်ဝင်ထိုးကျိတ်တိုက်ခိုက်တော့တယ်ရှောင်းဝမ်အိမ်ထဲပြေးဝင်ပြီးမိသားစုဝင်တွေအကုန်လှမ်းခေါ်လိုက်တာမို့အားလုံးကားကိုတောင်စီရောက်လာကြတာပါအဖေဖြစ်သူချနေတာမြင်တော့ကျွံပြိုးရှိတိုးကဇွန်ဘီကိုအားနဲ့ကန်ထုတ်လိုက်လို့တန်ချောင်းဆူပြီးဘိုက်ပေါက်သွားခဲ့တယ်အားလုံးတေးပြီးထင်နေကြပေမဲ့ခဏအကြာဇွန်ဘီပြန်လှုပ်ရှားလာတာမြင်တော့အကုန်လုံးထိတ်လန့်အော်ဟစ်ထွက်ပြေးကြတာပါမနှဲထိန်ချုပ်ပြီးကားကိုတောင်နဲ့ပိတ်လောင်ထားကဘာကောင်းလဲဆိုတာတေချာစောင့်ကြည့်ကြတယ်အဲ့ဒီအချိန်မိုးတီကငါတိတယ်ရုပ်ရှင်တွေထဲတွေ့ဘူးလေပြောရင်းလူအချင်းချင်းကြိုက်ရကနေဇွန်ဘီဖြစ်သွားတဲ့စကားပြသလိုက်တာပါစကားကြည့်ပြီးအားလုံးကြောက်လန့်ကအေးလွင်စီမှဖြည်းဖြည်းချင်းနောက်ဆုတ်သွားကြတယ်ကျွံပြိုးကိုအနာကပ်စစ်ဆေးဖို့အချက်ပြချိန်ရှောင်းမင်းကအေးလွင်ကိုရုတ်တရက်ရိုက်ချသတိလစ်စီကကားထဲထည့်ပစ်လိုက်တာပါအခြေအနေမရှင်းကြသေးလို့မိုးတီကရှင်းပြရင်ငါတို့အသက်ရှင်ခြင်းရင်တေးပြီးသားလူတွေကိုပြန်တက်ရမယ်လှမ်းပြောလိုက်တယ်အဲ့ဒီစကားကြားတာနဲ့တာကြီးကျွမျိုးလုံးဝလက်မခံနိုင်ပဲကို့ဖေကိုပြန်တက်မဲ့အကြံကိုအကြီးကျယ်ဆန့်ကျင်ရင်မိုးတီကိုအချက်ပေါင်းများစွာထိုးကျိတ်ဆုံးမတော့တာပါအဲ့ဒီအချိန်မှာပဲအေးလွင်ကားထဲမှာရုတ်တရက်ထလာကအိမ်ထဲဖြည်းဖြည်းချင်းပြန်ဝင်လာပြီးထိုင်ကုန်ပေါ်အေးအေးဆေးဆေးထိုင်နေတာတွေ့လိုက်ရတာအားလုံးမှင်တက်ကကြောက်လန့်သွားရတယ်အေးလွင်အချိန်မရွေးဇွန်ဘီပြောင်းသွားပြီးတိုက်ခိုက်လာနိုင်တယ်လို့အားလုံးတပြေးညီတွေးတောမိကြတာပါဒါကြောင့်တခုခုဖြစ်လာရင်တုံ့ပြန်ဖို့အသင့်ပြင်ရင်သတိထားစောင့်ကြည့်နေကြတဲ့အေးလွင်နာချေဖို့ပါဆက်ဖြည်းဖြည်းချင်းဟလိုက်ချိန်ဘာမှမသိနိုင်ခင်မှာပဲမိုးတီရှိပြေးထွက်ကအေးလွင်ခေါင်းကိုထက်ရိုက်ချလိုက်လို့ဒုတိယအကြိမ်သတိလစ်သွားပြန်တယ်ဒါကိုမြင်တော့ကျွံဖြိုးပူဒေါသထွက်ကမိုးတီကိုထပ်မံထိုးချိတ်ရင်အဖေဘာမှမဖြစ်ဘူးကောင်းကောင်းကြီးရှိနေတာပြောဆိုကအိမ်ပြင်ဆွဲထုတ်ကန်ထုတ်ပစ်လိုက်တာပါနောက်ခန်းမှာရှောင်းဝမ်ဇွန်ဘီစီသွားပြီးစားစရာပေးတာတွေ့ရတယ်ဇွန်ဘီကအေးအေးဆေးဆေးစားတော့ပြလို့ထင်ထားတာနဲ့မတူပဲကွဲပြားနေမှန်းသိတာလာတာပါတကယ်တော့သူကတခွဲခန်းစမ်းသပ်မှုရဲ့ပထမဆုံးဇွန်ဘီဖြစ်တာမို့ပိုပြီးရိုးသားကအနည်းကင်းတဲ့ပုံစံပေါက်နေခဲ့တယ်ရှောင်းဝမ်ကိုလည်းတခါမှတိုက်ခိုက်ဖို့မကြိုးစားတာကြောင့်ရှောင်းဝမ်သူ့ကိုတန်ရောစင်တွေ့လာတာပါအဲ့ဒီနောက်ရှောင်းဝမ်ကဇွန်ဘီကိုပတ်ဆိုပြီးနာမည်ပေးလိုက်ချိန်ဇွန်ဘီကနားလဲတဲ့ပုံစံနဲ့စိုက်ကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲရှောင်းမင်းရောက်လာကရှောင်းဝမ်ကိုချက်ချင်းထွက်သွားခိုင်းတာပါရှောင်းဝမ်ထွက်သွားတာနဲ့ရှောင်းမင်းကမိသားစုကိုဒုက္ခမပေးနိုင်အောင်ဇွန်ဘီသွားတွေအကုန်ဆွဲနှုတ်ပစ်လိုက်တာတွေ့ရတယ်အခြားတစ်ဖက်မှာအေးလွင်သူ့ကိုယ်သူထူးဆန်းတာတစ်ခုသတိထားမိလာပြီးအခြေအနေဆိုးမသွားပဲတဖြည်းဖြည်းနုပြိုလာတာပါရုပ်ရည်ပုံမူကြည့်ကောင်းလာကခွန်အားတွေပြန်ပြည့်လာလို့တငယ်ချင်းတွေအကုန်အံ့ဩကုန်ကြတယ်ဘလို့ဖြစ်တာလဲလာမေးကြချိန်အေးလွင်မှန်တဲ့သူ့ပုံရိပ်ပြန်ကြည့်ရင်မြင့်တက်သွားကဇွန်ဘီကြိုက်ခံရလို့
အခုလိုပြောင်းလဲသွားမှန်းသဘောပေါက်သွားတာပါဒါကိုတည်သွားတာနဲ့အေးလွင်ဇွန်ဘီကိုတန်ဖိုးရှိတဲ့ယတနာလိုသဘောထားကချစ်ခင်ကျင်နာစွာပြုစုဆောင်ရှောက်တော်တယ်ဒါပေမဲ့သားတွေကတော့အဖေကြိုက်ခံရလို့ယူသွားပြီးထင်မဲ့နေကြတာပါမကြာမီအေးလွင်နုပြိုလာတဲ့တည်င်းရွာအနှံ့ပြန့်နှံ့သွားကရွာသားတွေငွေထုတ်ပေးရင်းသူတို့ကိုလည်းနုပြိုအောင်လုပ်ပေးဖို့လာတောင်းဆိုကြတယ်အခွင့်အရေးရပြီဆိုပြီးအေးလွင်သဘောတူလိုက်ပေမဲ့ကားကိုတောင်နဲ့တွားခေါ်ချင်းဇွန်ဘီပျောက်ဆုံးနေတာတွေ့လိုက်ရတာပါအမှန်တော့မိုးတီကဇွန်ဘီကိုမြို့ပေါ်ယူသွားကစမ်းသက်ခန်းစီရောင်းစားပြီးပတ်စံရှာဖို့တိတ်တဆိတ်ပြန်ပေးဆွဲသွားတာဖြစ်တယ်မိုးတီအရှိန်ပြင်းပြင်းမောင်းနှင်စဉ်ရဲတွေတားဆီးစစ်ဆေးတာခံလိုက်ရတာပါကားထဲကျိုးတုပ်ထားတဲ့ဇွန်ဘီကိုတွေ့တော့ရဲတွေကမိုးတီလူပြန်ပေးဆွဲတယ်ထင်သွားကြတယ်မိုးတီထွက်ပြေးဖို့ကြိုးစားပေမဲ့အဖမ်းခံရကရဲစခန်းစီခေါ်ဆောင်စစ်ဆေးခံရတာမိုးတီကဒီကောင်လေးဇွန်ဘီဖြတ်အကြောင်းရှင်းပြပေမဲ့ဇွန်ဘီအကြောင်းဘယ်သူမှမသိကြလို့ဘယ်သူမှမယုံကြတာပါမကြာမီအေးလွင်နဲ့မိသားစုဝင်တွေရဲစခန်းစီရောက်လာကဒီကောင်လေးသူတို့သားဖြစ်ကြောင်းရဲစီလိန်ညာပြောဆိုရင်းဇွန်ဘီကိုအိမ်စီပြန်ခေါ်ဆောင်သွားနိုင်ခဲ့တဲ့နောက်ပိုင်းရှောင်းဝမ်ပြန်ရောက်လာပြီးဇွန်ဘီကိုကော်ဖီထုတ်ကျွေးပေမဲ့မစားနိုင်တာတွေ့ရတာပါရှောင်းဝမ်တေချာစစ်ဆေးကြည့်တော့မှဇွန်ဘီသွားတွေပျောက်နေတာသတိထားမိသွားတယ်ထိတ်လန့်သွားတဲ့ရှောင်းဝမ်ကလူဆုံခေါ်ပြီးဘသူလောက်တာလဲမေးမြန်းပေမဲ့အားလုံးအပြန်အလှန်လက်ညှိုးထိုးညှင်းဆန်နေကြတာပါအမှန်တော့ရှောင်းမိန်သွားတွေနှုတ်ပစ်ခဲ့မှအားလုံးသိနေကြတာဖြစ်တယ်အဲ့ဒီနောက်အေးလွင်ရောက်လာပြီးဇွန်ဘီသွားတွေမရှိတော့တာတီးသွားချိန်အလွန်စိတ်ပြတ်ဒေါသထွက်သွားရတာပါအကြောင်းကတော့တငယ်ချင်းတွေစီမှာနှုတ်ပြိုစေရမယ်ဆိုပြီးငွေကြေးအများပြားကြိုတင်ယူထားတာမို့အစီအစဉ်ပျက်စီးတော့မလို့ဖြစ်သွားလို့ဖြစ်တယ်ဒါပေမဲ့အေးလွင်ကောင်းတဲ့အကြံကောင်းတစ်ခုပေါ်လာကသွားတူအမြန်ပြုတ်လုပ်ပြီးဇွန်ဘီပါဇက်ထဲတက်ဆင်ပေးလိုက်တာပါအဲ့ဒီနောက်အေးလွင်တို့မိသားစုကထူးဆန်းတဲ့စီးပွားရေးတစ်ခုစတင်လိုက်ကြတယ်ရွာထဲကတက်ကြီးရွယ်အိုတွေကိုဖုံးခေါ်ရင်းပြန်နှုတ်ပြိုခွင့်ရမယ်ဆိုပြီးစီယုံကြတာပါအစစ်အမှန်ပုံစံပေါက်အောင်အရေးပြားပေါ်ခရမ်းကျင်တီဆော့စ်တုတ်ကဇွန်ဘီကိုဖြည်းဖြည်းချင်းကြိုက်ခိုင်းကြတယ်နာကျင်ရပေမဲ့နှုတ်ပြိုခြင်းနဲ့ဆန္ဒကပိုပြင်းပြနေတာမို့ရွာသားတွေဘယ်သူမှနောက်မဆုတ်ကြတာပါညစဉ်ညတိုင်းဒီစီးပွားရေးဆက်လက်လုပ်ကိုင်ရင်းအေးလွင်တို့မိသားစုငွေတွေအများကြီးဝင်လာခဲ့တယ်မကြာမီရလက်တွေထွက်ပေါ်လာကအတိုက်ခံရသူတိုင်းအေးလွင်လိုမျိုးတဖြည်းဖြည်းနှုတ်ပြိုလာပြီးခွန်အားတွေပြန်ပြည့်လာလို့လူတိုင်းအလုံးပျော်ရွှင်သွားကြတာပါဒါပေမဲ့မထင်မှတ်တာတစ်ခုဖြစ်ပျက်သွားပြီးအေးလွင်ငွေတွေအကုန်ယူကဟာဝိုင်ယီစီထွက်ပြေးသွားတာသိလိုက်ရတဲ့အစကတည်းကပတ်စံရရင်ထွက်ပြေးဖို့ကြံစီထားတာမို့မိသားစုကိုပြစ်ထားခဲ့တာဖြစ်တယ်ဒါကိုသိတော့အားလုံးမင်သက်စိတ်ဆိုးကုန်ကြတာပါမိုးတီကအခွင့်အရေးယူကဇွန်ဘီကိုမြို့ပေါ်ယူသွားပြီးရောင်းစားဖို့ထပ်ကြိုးစားပေမဲ့ရှောက်မိန်ကမသွားရအောင်အတင်းတားဆီးထားခဲ့တဲ့နောက်ခန်းမှာရှောင်းဝမ်ဇွန်ဘီကိုအကြိုက်ဆုံးနေရဖြစ်တဲ့ကော်ဖီခင်းစီခေါ်သွားတာတွေ့ရတာပါဇွန်ဘီကအေးချမ်းချမ်းနဲ့ကော်ဖီထုတ်တွေပျော်ပျော်ရွှင်ရွှင်စားတောက်နေခဲ့တယ်ရှောင်းဝမ်ကပြုံးပြရင်ငါနာမည်ရှောင်းဝမ်လို့ခေါ်စမ်းပါပြောပေမဲ့ဇွန်ဘီကဘာမှပြန်မပြောဘဲဆက်စားနေတာပါရှောင်းဝမ်ကစားနောက်ချင်တာနဲ့ကော်ဖီထုတ်ဆွဲယူကပြေးထွက်သွားတော့ဇွန်ဘီအနောက်မှလိုက်လာရင်နှစ်ယောက်သားအတူတကွအချိန်ဖြုံးကြတာတွေ့ရတယ်သူတို့အမူအရာတွေအရနှစ်ယောက်သားတဖြည်းဖြည်းတန်ရောစဉ်တွင်နောင်လာကြမှန်းတိတာထင်ရှားနေတာဖြစ်တဲ့ကျွန်းပြိုရောက်လာကရှောင်းဝမ်ကိုကိုက်မိမှာစိုးရိမ်လို့ဇွန်ဘီကိုအဝေးဆွဲထုတ်သွားတာပါအခြားတစ်ဖက်မှာနှုတ်ပြိုသွားတဲ့သူတွေကအခြားလူတွေကိုလက်တို့ပြောပြကြလို့နေရာအနှံ့မှာဧည့်သည်တွေအများကြီးထက်ရောက်လာရင်မိသားစုပတ်စံတွေအစမတန်ပိုရလာကြတယ်ဒီငွေတွေနဲ့ဓာတ်ဆီဆိုင်တဲ့အိမ်ကိုပြုပြင်မွမ်းမံလိုက်တာမို့အချိန်တိုင်းတာတစ်ခုအထိအရာအလုံးအဆင်ပြေချုံးမွေ့နေကြတာပါတဖြည်းဖြည်းနဲ့ဇွန်ဘီကလည်းမိသားစုဝင်တယောက်လိုဖြစ်လာကရှောင်းဝမ်ကတေချာပြုစုပေးရင်းရုပ်တွင်ပြင်ဆင်ပြောင်းလဲပေးတာတွေ့ရတယ်အဲ့ဒီနောက်ရှောင်းဝမ်ကသူ့ကိုအပြင်ခေါ်ထုတ်ကစားတောက်ဆိုင်တွေစီအတူတူသွားကြတာပါဒါပေမဲ့လည်းဇွန်ဘီရဲ့အမူအရာကတော့ရိုးရိုးရှင်းရှင်းပုံစံမပြတ်ရှိနေစေဖြစ်တယ်ညတညမှာမိုးတီဖုံးပြောနေတာကိုရှောင်းဝမ်မတော်တဆကြားသွားခဲ့တာပါမိုးတီကငွေအများပြားရဖို့ဇွန်ဘီကိုစမ်းသက်ခန်းစီရောင်းစားဖို့လျှို့ဝှက်အပေးယူလုပ်နေတာဒါကိုကြားတော့ရှောင်းဝမ်အရန်စိတ်ပူသွားကဘသူကိုမှမပြောဘဲဇွန်ဘီကိုအဝေးတနေရခေါ်သွားပြီးအိမ်မှာဆက်ထားရင်အနည်းရှိလို့ထားပစ်ခဲ့တာပါနောက်ပိုင်းမိုးတီဇွန်ဘီပျောက်နေတာတိတော့နေရာတကာလိုက်ရှာရင်တောအုပ်တစ်ခုစီရောက်သွားချိန်ရှောင်းဝမ်ထားခဲ့တဲ့နေရာမှာပဲမလုံမရှက်ရက်နေတဲ့ဇွန်ဘီကိုတွားတွေးလိုက်ရတယ်မိုးတီကသူ့ကိုဆွဲခေါ်ကမြို့ပေါ်တက်ဖို့ကားဂိတ်စီဥတီထွက်လာခဲ့တာပါကားဂိတ်ရောက်ချိန်ထိတ်လန့်ဖွယ်ကိစ္စစတင်ပေါ်ပေါက်လာပြီးကားဂိတ်ကလူတွေချင်းချင်းအပြန်လန်စတင်တိုက်ခိုက်နေကြတာတွေးလိုက်ရတယ်တယောက်ပြီးတယောက်ဇွန်ဘီပြောင်းသွားတာမြင်တော့မိုးတီကြောက်လန့်ကအတိုက်မခံရမီအမြန်ထွက်ပြေးရတာပါအဲ့ဒီနောက်ယောဂဆိုးမြို့တစ်မြို့လုံးပြန့်နှံ့သွားတာပြတ်တက်လာပြီးလူတွေတဖြည်းဖြည်းဇွန်ဘီပြောင်းကအခြားသူတွေကိုတိုက်ခိုက်ရင်းပယံပရာဖြစ်ကုန်ကြတယ်တမျိုးလုံးထိတ်လန့်တုန်လှုပ်ကုန်ပြီးအသက်ရှင်ဖို့ထွက်ပြေးကြပေမဲ့ဘသူမှလွတ်အောင်မပြေးနိုင်ကြတာပါနိုင်ပိုင်းအတွင်းဇွန်ဘီအရေးအတွက်အစမတန်များပြားလာပြီးမြို့တစ်ခုလုံးပျက်စီးခြင်းစီဥတီသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲ
အဲ့ဒီဇွန်ဘီကရှောင်းဝမ်တယောက်တည်းရှိနေတဲ့အေးလွင်တို့ကားကိုတောင်စီရောက်လာတာပါသူစီဦးတီလာတာမြင်တော့ရှောင်းဝမ်အော်ဟစ်ကကြောက်လန့်တကြားပြေးထွက်သွားခဲ့တယ်အကိုနဲ့မရီစီတတိပေးဖို့မမိခင်မှာပဲဇွန်ဘီအုပ်စုကြီးအိမ်ကိုဝိုင်းထားလိုက်ကြတာပါရှောင်းမင်းကရင်ဆိုင်ဖို့ကြိုးစားပေမဲ့ဇွန်ဘီတွေများပြားလွန်းလာမှု၃ယောက်စလုံးအိမ်ထဲအမြန်ပြေးဝင်သွားကြတယ်တကားတွေပတင်းပေါက်တွေအမြန်ပိတ်ဆို့ကလိုအပ်ရင်တိုက်ခိုက်ဖို့အသင့်ပြင်ဆင်ထားလိုက်ကြတာပါအခြားတစ်ဖက်မှာမိုးတီကဂိတ်အနီးကုန်တင်ကားအောက်မှာဝင်ပုန်းရင်းဇွန်ဘီတွေရံမှရှောင်ရှားနေရတဲ့ရဲစီဖုန်းဆက်ဖို့ကြိုးစားပေမဲ့ရဲတွေပါဇွန်ဘီဖြစ်သွားမှန်းသိလိုက်ရချိန်ရုတ်တရက်ဖုန်းတန်ရုတ်တရက်မြည်လာတာပါအတန်ကြောင့်အနီးနားကဇွန်ဘီတွေအာယုံဆိုင်မိကမိုးတီစီတန်တန်မတ်မတ်လျှောက်လာကြတယ်မိုးတီမနေထွက်ပြေးလွတ်မြောက်ရင်းကုန်တင်ကားပေါ်အမြန်တက်မောင်းထွက်ခဲ့တာပါအရှိန်ပြင်းပြင်းမောင်းနှင်လိုက်တာကြောင့်တဲထဲပုံးနေတဲ့ရဲတယောက်အပြင်ဘက်ပေါ်ထွက်သွားကဇွန်ဘီတိုက်ခိုက်တာချက်ချင်းခံလိုက်ရတယ်အိမ်ဘက်မှာတော့အခြေအနေအရန်ဆိုးဝါလာပြီးကျွံပြိုးရဲ့ကိုဝင်ဆောင်ဇနီးပိုက်ပြင်းထန်နာကျင်လာတာမှုအိမ်ထဲမှာပြာရခတ်ကုန်ကြတာပါအဲ့ဒီအချိန်ဇွန်ဘီတွေအိမ်ထဲအတင်းဝင်ရောက်လာကြတယ်ကျွံဖြိုးကညီမနဲ့ဇနီးကိုပြတင်းပေါက်မှအမြန်လွတ်အောင်ကူညီပေးပေမဲ့ဇနီးဖြစ်သူကပတ်စံအိတ်အခန်းထဲကြံခဲ့တာတတိယလို့ပြန်အဝင်ဇွန်ဘီလက်လက်မီလူဆဲဆဲမှမနှဲလွတ်အောင်ပြေးထွက်ခဲ့ရတာအဲ့ဒီနောက်ကျွံဖြိုးနဲ့ဇနီးရှောင်းဝမ်တို့ကားကိုတောင်ခေါင်မိုးပေါ်တက်ကားထဲဝင်ပုန်းနေကြတာပါအဲ့ဒီအချိန်မိုးတီရောက်လာပြီးကားပေါ်ကပြောက်အိုးတွေဖောက်ကဇွန်ဘီတွေကိုတွန်းလှန်ဖို့ကြိုးစားပေမဲ့ဇွန်ဘီတွေကမတုံလို့ပဲပောက်ကွဲတန်ကြောင့်မြို့ထဲကဇွန်ဘီတွေပါအေးလွင်အိမ်စီပုံမူရောက်လာကြတယ်တမျိုးလုံးဒီပါဓာတ်စီဆိုင်သားစုယုံရောက်ရှိလာတာပါအတန်ကြောင့်ဇွန်ဘီတွေအာယုံလွဲနေစဉ်မိုးတီနဲ့ကျွံပြိုးပါကားတဲ့အတူတူဝင်ပုန်းလိုက်ကြတယ်ဒါပေမဲ့ကားထဲမှာအခြေအနေပိုဆိုးလာပြီးရှောင်းမိန်မိဖွားချိန်ရောက်လာလို့ပြင်းပြင်းထန်ထန်အော်ဟစ်နာကျင်နေတာပါဒါကိုမြင်တော့ကျွံပြိုးနဲ့မိုးတီနှစ်ယောက်စလုံးဇွန်ဘီလိုအသွင်ယူကလူအုပ်ကြားဖျက်လျှောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဇွန်ဘီဟန်ဆောင်ရင်ဖြည်းဖြည်းချင်းထွက်လာကကုန်တင်ကားစီအရောက်သွားနိုင်ခဲ့တာပါဒါပေမဲ့ကားထဲရောက်တော့မှတော့ပျောက်နေတာတိလိုက်ရတယ်တော့ရှာဖို့မီးဖွင့်လိုက်တာနဲ့ဇွန်ဘီတွေချက်ချင်းအာယုံရောက်လာကစက္ကန့်ပိုင်းအတွင်းကားကိုဝိုင်းထားလိုက်ကြတာမို့ညီကိုနှစ်ယောက်တေးလူနီးပါးဖြစ်သွားရတာပါအဲ့ဒီအချိန်ရှောင်းဝမ်ကူညီဖို့ပြေးထွက်လာချိန်ဇွန်ဘီတွေတိုက်ခိုက်တော့မဲ့ဆဲမှာရိုးသားတဲ့ဇွန်ဘီပတ်ရောက်လာပြီးရှောင်းဝမ်ကိုကဲတင်ပေးလိုက်တယ်ခဏတာရှောင်းဝမ်နဲ့ပတ်မျက်လုံးချင်းစိုက်ကြည့်နေကြစဉ်မထင်မှတ်တာတစ်ခုဖြစ်ပျက်သွားကဇွန်ဘီတကောင်ဝါယာရှော့ဖြစ်စေလိုက်လို့ဓာတ်စီဆိုင်ကတချင်းတန်ကျဲလောင်စွာပွင့်သွားတာပါတချင်းတန်ကြောင့်ဇွန်ဘီတွေအကုန်အာယုံလွဲသွားကြတယ်ဒီအခွင့်အရေးသုံးကကျွံဖြိုးကကိုဝင်ဆောင်ဇနီးအတွက်ကားတော့ရှာဖို့အိမ်ထဲပြန်ပြေးဝင်သွားတာပါတချင်းတန်ရက်သွားတာနဲ့ဇွန်ဘီတွေကျွံဖြိုးကိုချက်ချင်းတတိထားမိသွားကြတယ်ကျွံဖြိုးရှောင်းတိန်ရင်အခန်းထဲအရောက်ပြေးဝင်ကအမြန်ရှာဖွေပြီးနောက်တော့ပြန်တွေးလိုက်တာပါအနောက်လှည့်လိုက်ချိန်အရက်မျက်နှာအားလုံးမှဇွန်ဘီတွေအပြည့်ဝိုင်းရံထားတာအဲ့ဒီအချိန်မှာပဲကားထဲမှာကျွံပြိုဇနီးကလေးမွေးဖွားဖို့စတင်လှုပ်ရှားလာတာရုံရင်းဆန်ခတ်ပယံပရာကြားမှာပဲရှောင်းမင်းကလေးမွေးဖွားလိုက်တာပါကလေးငိုတန်အော်တန်တွေကြားတာနဲ့ဇွန်ဘီတွေကားကိုတောင်စီတိုးဝေးပြေးလာကြလို့တခဏအတွင်းနေရာတစ်ခုလုံးဇွန်ဘီတွေပြင်းနဲ့သွားခဲ့တဲ့အခြေအနေလုံးဝထိမရတော့ပေမဲ့ရှောင်းဝမ်ရှိထွက်ကမရီနဲ့မွေးကင်းစကလေးကိုအစွမ်းကုန်ကာကွယ်ပေးနေတာပါအဲ့ဒီအချိန်ရိုးသားတဲ့ဇွန်ဘီပတ်ရောက်လာပြီးဘာမှမစင်စားပဲရှောင်းဝမ်ဘေးကင်းအောင်ကားတဲ့အမြန်တွန်းထည့်ပေးလိုက်တယ်ရှောင်းဝမ်ကပတ်ကိုပြစ်မထားခဲ့ပဲတကားဖွင့်ပေးကကားပေါ်အတူတူတင်ခေါ်လိုက်တာပါအခြေအနေရန်ဆိုးဝါးကြောက်စရာကောင်းနေတာတိလို့ရှောင်းဝမ်မျက်ရည်တွေကျဆင်းလာခဲ့တယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲမှာဇွန်ဘီတွေဝိုင်းထားတာခံနေရတဲ့ကျွံပြိုးမနေကြိုးစားကကားတော့ကိုပြတင်းပေါက်မှမိုးတီစီလှမ်းပစ်ပေးလိုက်တာပါအားလုံးခေါ်ပြီးအမြန်မောင်းထွက်ကြတော့လှမ်းအော်ပြောရင်းနောက်ထပ်နည်းနည်းလောက်အသက်ရှင်ခြင်းသေးတယ်လို့တိုးလေးညီးတွားလိုက်တယ်နောက်ထပ်စကားမပြောနိုင်ခင်ဇွန်ဘီတွေအုံခဲဆွဲယူသွားကြတာပါမိုးတီတာကိုမြင်ပြီးစိတ်ထိခိုက်ငိုကြွေးမိပေမဲ့ရက်တက်မနေနိုင်ပဲဒေါသတကြီးကားဆက်နိုးကဇွန်ဘီတွေကိုတိုက်ခွဲမောင်းထွက်လိုက်တယ်ရုံရင်းဆန်ခတ်ကြဓာတ်စီဆက်ပျက်စီးသွားပြီးဓာတ်စီတွေနေရာအနှံ့ယိုဖိတ်ကုန်တာပါခဏအကြာကျွံပြိုးဇွန်ဘီတွေကြားမှာမနေယုံထွက်ပြေးလာကကားထဲရောက်လာပေမဲ့အကိုက်ခံထားရမှန်းတိတာထင်ရှားနေခဲ့တယ်မိုးတီကားမရက်ပဲရှောင်းဝမ်နဲ့ရှောင်းမိန်တို့ကလေးနဲ့ပါလာတဲ့ကားကိုပါဆွဲခေါ်မောင်းထွက်လာတာပါပတ်ကြံခဲ့တာမြင်တော့ရှောင်းဝမ်ပြတင်းပေါက်မှကြည်ရင်မျက်ရည်မစဲဖြစ်နေခဲ့တယ်အဲ့ဒီခဏမှာပတ်ရှောင်းဝမ်စီလှမ်းကြည့်ကပထမဆုံးအကြိမ်ရှောင်းဝမ်နာမည်ကိုခေါ်ဆိုလိုက်တာပါခေါ်လိုက်တာနဲ့အခြားဇွန်ဘီတွေပတ်ကိုအုံခဲတိုက်ခိုက်ကြတော့တဲ့ပတ်ထွက်မပြေးပဲဓာတ်စီတွေဖိတ်စင်နေတဲ့ကျမ်းပြင်ပေါ်မီးချစ်ထုတ်ပြီးမီးညှိလိုက်တာနဲ့ဓာတ်စီဆိုင်ကြီးတစ်ခုလုံးပြင်းထန်စွာပောက်ကွဲသွားတာပါအဝေးမှအေးလွင်မိသားစုလမ်းမြင်က
အလွန်တုန်လှုပ်စိတ်မကောင်းဖြစ်သွားကြရတယ်။နောက်ခန်းမှာနောက်တစ်နေ့မနက်ခင်းရောက်လာပြီးကျွံဖြိုးကိုယ်ရဲ့ယောဂပိုးပြန့်နှံ့ကအခြေအနေအရန်ဆိုးလာတာတွေ့ရတာပါမိုးတီကိုတိုက်ခိုက်ပြီးတော့မဲ့ဆဲမှာမိုးတီအဝေးဆုပ်ရှောင်တိန်လိုက်ရတယ်။အားလုံးစုဝေးရင်းဖြစ်ပျက်သမျှစဉ်းစားနေကြစဉ်ဟာဝိုင်ယီမှပြန်ရောက်လာတဲ့အေးလွင်ရောက်ရှိလာတာပါအေးလွင်ပထမဆုံးအကိုက်ခံရသူဖြစ်ပေမဲ့ဇွန်ဘီလုံးဝမဖြစ်ပဲတာမန်လူတိုင်းကောင်းမွန်နေတာတွေ့တော့အားလုံးအံ့ဩမြင်သက်သွားကြတယ်သတင်းတွေထဲမှာ virus ပြန့်နှံ့နေကြောင်းကြေညာနေစဉ်အချို့လူတွေစီမှာပိုးတံခံနိုင်ရရှိတဲ့တဘာဝသွေးတနေပါလာပြီးအဲ့ဒီသွေးနဲ့ဇွန်ဘီတွေကိုတာမန်လူပြန်ဖြစ်အောင်ကုသနိုင်ကြောင်းသိလိုက်ရတာပါဒါကိုကြားတော့အေးလွင်ကိုတဲ့တဘာဝကာကွယ်ဆေးစွာရှိနေမှမိသားစုဝင်တွေသဘောပေါက်သွားကြတယ်အားလုံးစီလုံးစွာပူးပေါင်းပြီးယောဂကူးစက်ခံရသူတွေကိုစတင်ကုသပေးကြတာပါတယောက်ပြီးတယောက်ဇွန်ဘီမှပုံမှန်လူပြန်ဖြစ်လာကြတယ်ပောက်ကွဲမှုကြမှာအသက်ရှင်လွတ်မြောက်လာပြီးဇွန်ဘီပတ်တာမန်လူအဖြစ်ပြန်ပြောင်းသွားတာပြသလာတာပါရှောင်းဝမ်အကိုကျင်ပြိုးလဲတာမန်လူပြန်ဖြစ်လာလို့ကုသဆေးအောင်မြင်ကြောင်းတက်တည်ပြလိုက်တာဖြစ်တဲ့အစပိုင်းမှာလူတွေကိုနှုတ်ပြိုစေတဲ့စီးပွားရေးလုပ်ခဲ့ပေမဲ့အဆုံးမှာတော့မိသားစုဝင်တွေသူတို့အမားကိုအတူတကွပြန်လဲပြရင်စင်နိုင်ခဲ့တာဖြစ်တဲ့ပတ်စံရဖို့ဇွန်ဘီကိုအသုံးချမဲ့အစားအားလုံးကိုတာမန်လူပြန်ဖြစ်အောင်ကူညီပေးနေကြတာပါတယောက်ပြီးတယောက်ပုံမှန်လူပြန်ဖြစ်လာကြရင်စကားကြီးအဆုံးသတ်သွားတာဖြစ်တယ်